မိမိရဲ့ကျင်းသာတော့ငါဆလဝေအိုးလေးကိုတော့ငါထမင်းချက်ပြုတ်စားတောက်လို့နေလာခဲ့တယ်ရက်တွေလာတွေကုန်လုံးကသွားတော့တာဝေသမီးတွေအချစ်တွေရဲ့တိုးပွားခဲ့လေတယ်ဆလေဝင်ဒီအိုးကလုံးလမှုမပေးစမ်းနိုင်နဲ့တာဝေသမီးတွေအကုန်လုံးစားနိုင်ရဲ့တွေ့ရီမန်းကအိုးကြီးဝဲတပြောတပါကွယ်စားလာတဲ့အခါပျော်မြူစရာလူဘုံခံ